လုံးမင်္ဂလာပါခုတော့ကျွန်တော်ဒီ WeChat ဖုန်းနံပါတ်ကိုဘယ်လိုမျိုးချိန်မလဲပေါ့နော်ဒါလေးကိုကျွန်တော်က video file နဲ့အသေးစိတ်ဒီနေရာမှာပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဖုန်းနံပါတ်ပျောက်သွားတာတွေတော့မဟုတ်ပေါ့နော်ကိုကဖုန်းနံပါတ်ချင်းနေဆိုရင်လည်းပဲချိန်လို့ရအောင်ဒီ video file လေးကပေါ့နော်ဒီအသေးစိတ်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျဆိုတော့အဲ့တော့ဖုန်းနံပါတ်ချိန်ဖို့မသိတဲ့မိတ်ဆွေများဒီ video file လေးကိုအသေးစိတ်ကြည့်သွားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျအသေးပြီးတဲ့မိတ်ဆွေတွေကတော့ကြိုတော်လို့ရပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့စပ်ပြီးကြည့်လိုက်ကြအောင်ပေါ့နော်ကျွန်တော်တို့အရင်ဦးဆုံးဒီ widget ကိုဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးသွားရင်ကျွန်တော်တို့ဒီမှာအောက်ဆုံးဘယ်တောင်းကဒီအမီမီလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီအမီမီလို့နှိပ်လိုက်မယ်လူပုံလေးပေါ့နော်ဒီလူပုံလေးအမီမီကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီ setting ကိုနှိပ်မယ်ပေါ့နော် setting ကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဝူချက်တိုင်းမှာပါတယ်ပေါ့နော် setting တွေကိုဝင်လိုက်မယ်ဝင်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ profile လေးကိုရွေးမယ်ပေါ့နော်အပေါ်ဆုံးတော့က profile လေးကိုနှိပ်မယ်ပေါ့နော်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ phone ဆိုတာလေးပါတယ်ပေါ့နော်ဒီဖုန်းနံပါတ်လေးကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာကကျွန်တော်တို့က show နှိပ်လိုက်တာနဲ့ကိုအရင်ကချိန်ခဲ့တဲ့ဖုန်းနံပါတ်ကိုမြင်ရတယ်ပေါ့နော်အခုဖုန်းနံပါတ်ချိန်မှာဆိုတော့ဒီအောက်ကချိန် mobile လေးကိုနှိပ်မယ်ပေါ့နော်ချိန် mobile ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကောက်ထွေးရွေးမယ်ပေါ့နော်ကောက်ထွေးကကျွန်တော်တို့ကတရုတ်စင်ကက်ကိုချိန်မယ်ဆိုရင်တော့ဒီနေရာမှာ China mainland ပေါ့နော်တရုတ်နံပါတ်ကိုရွေးလိုက်ပေါ့နော်China mainland တရုတ်နံပါတ်သို့မဟုတ် China mainland တရုတ်နံပါတ်မဟုတ်ဘူးဆိုကျွန်တော်တို့ကမြန်မာဖုန်းနံပါတ်ကိုချိန်မယ်ဆိုရင်မြန်မာနံပါတ်ကိုရွေးပေးရမယ်ပေါ့နော်ဒီမှာမြန်မာလိုရွေးပြီးကျွန်တော်တို့ကဒီမှာကျွန်တော်ကမြန်မာဖုန်းနံပါတ်ကိုချိန်မှဖြစ်တဲ့အတွက်ပေါ့နော်ဒီမြန်မာဖုန်းနံပါတ်ကိုရိုက်လိုက်မယ်ပေါ့နော်ဖုန်းနံပါတ်က6ခု1ပေါ့နော်6ခု1 2339 419ကဲရိုက်လိုက်မယ်ပေါ့နော်ဟုတ်ပြီရိုက်ပြီးတော့ရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးက next ဆိုတာလေးကိုနှိပ်မယ်ပေါ့နော် next ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာအထားကုတ်နေရာမှာကျွန်တော်ကုတ်ကြလာမှာ message ကြလာမှာပေါ့နော်ဒီနေရာမှာ message မကြောက်ဆိုရင်ခဏဆောင်ပေးmessage ကြတော့မထင်ပဲဒီဖုန်းကိုတွားပြီးတော့မခေါ်သေးတော့ပေါ့နော် message မကြောက်ဘူးဆိုမှသာလေဒီ Wi-Fi ရဖုန်းကိုရွေးရမယ်ပေါ့နော်အဲ့တော့ဒီတရုတ်နိုင်ငံခြားစင်ကတ်တွေကတော့ message ကြတာများတယ်ပေါ့နော်ကျွန်တော်တို့ဒီမြန်မာစင်ကတ်တွေကတချို့ Mytel တို့OD2 တို့ပေါ့နော်ဒီနံပါတ်တွေကတော့ message ကြခဲ့တယ်ပေါ့နော်ဖုန်းခေါ်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့message ကြောက်ဆိုရင်ဖုန်းခေါ်ရင်ဒီမှာကုတ်နံပါတ်ထည့်ပေါ့နော် message ကြလိုက်လဲဒီ message ကုတ်ကြလာတဲ့6လုံးထည့်လိုက်ပေါ့နော်ထည့်ပြီးဆိုတော့ကျွန်တော်တို့ကဒီ next ကိုနှိပ်လိုက်တာနဲ့ဖုန်းနံပါတ်ကချိန်သွားပြီပေါ့နော်အဲ့တော့ဖုန်းနံပါတ်ချိန်ဖို့မသိတဲ့မိတ်ဆွေများဒီ video file လေးကိုကြည့်ပြီးတော့ဖုန်းနံပါတ်ချိန်နိုင်ပါပြီဆိုတာလေးကိုသိပေးလိုက်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျကြည့်ရှုအားပေးမှုတို့လည်းကျေးဇူးတင်ပါတယ်ခင်ဗျ